ဘောလုံးဝါသနာရှင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Peak Sport ကနေပြီးတော့တင်ဆက်နေရဖြစ်ပါတယ် Peak Sport ကပေါ့နော်ကျွန်တော်တို့ဒီဘောလုံးပွဲတွေအထူးသဖြင့် English Premier League ပေါ့နော် Bundesliga Italy Serie A နဲ့ကျွန်တော်တို့ Spain La Liga ပေါ့နော်အစားရှိတဲ့လူကြိုက်များတဲ့ဘောလုံးအသင်းတွေရဲ့ပေါ့နော်ကျွန်တော်တို့ရှင်ပြိုင်မှုတွေနဲ့ဘောလုံးသမားတွေပြီးလို့ရှိရင်နီးပြတွေရဲ့ပေါ့နော်စိတ်ဝင်စားစရာအကောင်းတဲ့ biography ပေါ့နော်ဒီအထုပ်ပတ်တိတွေကိုနောက်ပိုင်းကျွန်တော်တို့အလင်းသိရင်သိတယ်လို့မျိုးဒါတင်ဆက်ပေးသွားဖို့ကျွန်တော်တို့ရှိပါတယ်အခုတစ်ခေါက်ကတော့ပေါ့နော်ကျွန်တော်တို့ဒါတိတ်မကြခင်เนาะကစားတော့မဲ့ community shield ပေါ့နော် community shield ဆိုတာဘာလဲပြီးလို့ရှိရင်အခုကံမဲ့အသင်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာတွေပေါ့နော်ပြည်သက်အနေနဲ့စောင့်ကြည့်စရာတွေရှိလဲဆိုတာကိုကျွန်တော်ဂျိုးနဲ့ကျွန်တော် soft ပြေတော့နေပြီးတော့ပေါ့နော်ဒါကျွန်တော်ဝင်ရပြီးတော့ဖြစ်ပါတယ်ကျွန်တော်တို့တွေရေကုန်စိတ်လို့ရှားစွာအားပေးခဲ့တဲ့ကမ္ဘာဖလားကြီးကတော့အခုတော့ပြီးသွားပြီပေါ့နော်ဆိုတော့ကမ္ဘာဖလားကြီးပြီးတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒါဘောလုံးပြည်သက်တွေရဲ့ပုံမှန်ရာသီပွဲစဉ်ဖြစ်တဲ့ဒီ Premier League တွေ La Liga တွေ Bundesliga တွေပြန်စတော့မယ်ကျွန်တော်တို့ပထမဦးဆုံးအဖွင့်ပွဲစဉ်အနေနဲ့ဒါ Community Shield မှာဒီမနစ်က Premier League Champion Arsenal နဲ့ဒါ FA Cup Champion Man City တို့ရင်ဆိုင်ကြုံတွေ့ရတော့မှာဖြစ်တယ်ဒီမကြုံတွေ့ခင်ဒီပွဲစဉ်အကြောင်းကိုကျွန်တော်မချိကက်ခင်ပါဘောเนาะဒါကိုကျိုးအနေနဲ့ဒီ community shield အကြောင်းရဲ့ဒီတမိုင်းအကြောင်းလေးတွေစိတ်ဝင်စားဖို့အချက်လက်လေးတွေပေါ့เนาะကျွန်တော်ပြည်သက်စီကိုဒါဝင်နှပြီးလို့ရမှာဗျာ community shield ကိုကျွန်တော်1908ခုနှစ်ကနေပြီးတော့စတင်ခဲ့တာဖြစ်ပြီးတော့ဆက်စချင်းမှာသူ့ရဲ့နာမည်ကပေါ့เนาะကျွန်တော်တို့ charity shield လို့ခေါ်တယ်ပေါ့เนาะအဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့ကျွန်တော်ဒီဘောလုံးအားကစားကနေပြီးတော့ရရှိတဲ့ပေါ့เนาะဒီဝင်ငွေတစ်ခုနဲ့ပေါ့เนาะဒါလူမှုလုပ်ငန်းတွေလုပ်ဖို့အတွက်ဆိုပြီးတော့ဒါရည်ရွယ်ပြီးတော့ဒီပွဲကိုပေါ့နော်ကျင်းပဖြစ်ခဲ့တာပေါ့နောက်ပိုင်းကျမှကျွန်တော်တို့ဒါနာမည်ပြောင်းပြီးတော့ community shield ဆိုပြီးတော့ပေါ့နော်ဒီနေ့နဲ့ဒါ single ပြောင်းနေနောက်ပိုင်းကျတော့ community shield ဆိုတဲ့နာမည်ပြင်သွားတယ်ပေါ့နော် community shield ကိုခုနကပထမဆုံးပေါ့နော်ကစားခဲ့တော့ဆို1908ခုနှစ်မှာကစားခဲ့ပြီးတော့ Manchester United အသင်းနဲ့ QPR အသင်းတို့ဒါကစားခဲ့တယ်ပြီးနောက်ထပ်ပေါ့နော်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကလည်းဒီ community shield ပေါ့နော်ဆက်စချင်းသူ့ရဲ့ purpose ကဟိုလူမှုလုပ်ငန်းတွေမှာလည်းပေါ့နော်ဒီကနေရတဲ့ဝင်ငွေတွေပြန်သုံးမယ်ပြီးနောက်တစ်ခုကလည်းဒါတကယ်ဒီ professional ဘောလုံးအသင်းနဲ့ပေါ့နော်ဝါသနာရှင်နော်ဝါသနာရှင်ဘောလုံးအသင်းတို့ပေါ့နော်ဗာဖြစ်ဖြစ်ဒါကျွန်တော်တို့ခြေစမ်းပေးတဲ့ပုံစံပေါ့နော်ဒါအပျော်ကစားတဲ့ပွဲတစ်ခုပေါ့နော်နောက်ပိုင်းကျတော့ Premier League winner နဲ့နောက်ပိုင်း FA Cup winner သူတို့လူကြတယ်ပေါ့နော်နောက်ပိုင်း community shield ကိုအကယ်၍မှာကျွန်တော်တို့ဒီအသင်းတစ်သင်းတွေကပဲပေါ့နော် English Premier League ကိုလည်းရရှိထားတယ်ပြီးလို့ရှိရင်လည်း FA Cup လည်းရရှိထားတယ်ဆိုလို့ရှိရင် Premier League ကိုမှာပေါ့နော်ဒုတိယနေရာနဲ့ပြီးတဲ့အသင်းနဲ့ပေါ့နော်ဒါ community shield လူတယ်ဆိုတော့သူ့ရဲ့စီမံစည်းကမ်းတချို့တော့ရှိတယ်အရင်တော့ကသူ့ရဲ့ဆုံးဖြတ်ချက်ကဘယ်လိုလဲဆိုတော့အသင်းနှစ်သင်းကစားကြတယ်အကယ်၍တည်ကြတယ်ဆိုလို့ရှိရင်ဒီဖလားကိုပေါ့နော်ကျွန်တော်တို့ကခုနအခုလိုမျိုးဒါ extra time တွေ penalty shoot out တွေမရှိသေးဘူးတသင်းကို6လစီပိုင်ဆိုင်ခွင့်ရှိတယ်အဲ့လိုပုံစံနဲ့အရင်တော့သွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ဒီ rule တွေကပေါ့နော်ပြောင်းလဲလာပြီးတော့ကျွန်တော်တို့ဒီပွဲစဉ်တွေဆော့တယ်ဆော့ပြီးတော့ကျွန်တော်တို့တည်ကြတယ်ဆိုလို့ရှိရင်တော့ဒါ extra time မသွားတော့ဘူး penalty shoot out နဲ့အပြီးပေါ့နော်ရလက်တစ်ခုကိုဒါကန်ရတယ် community shield အများဆုံးရရှိထားတဲ့အသင်းတွေကတော့ကျွန်တော်တို့ Manchester United အသင်းကအများဆုံးရရှိထားတယ်ပြီးလို့ရှိရင်သူ့ရဲ့နောက်မှာမှဒါ Liverpool ပေါ့နော် Arsenal အသီးသီးနဲ့ပေါ့နော်ဒါကျွန်တော်တို့ရရှိထားတယ်လို့ဟုတ်ကဲ့ပါကိုဝင်မြပြောတဲ့ကျေးဇူးတင်နော်နောက်ပြီးတော့ကိုကျိုးခုနဝင်မြခဲ့တဲ့မှာဆိုရင်ဒါ Manchester United အသင်းဆိုရင်ဒါ community shield ဒါအများဆုံးပိုင်ဆိုင်ထားတဲ့အသင်းပေါ့နော်ကျွန်တော်စိတ်ထင်တော့ကျွန်တော်တို့ဒီဤပြကြီးဖောက်ကူဆိုင်ရဲ့လက်ထက်မှာပဲဖြစ်မယ်ထင်တယ်ပြောမယ်ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့နှစ်20ဝန်းကျင်ဟောနော်ကျွန်တော်နှစ်30လောက်ပြန်ကြည့်မယ်ဆိုရင်တော့ဒီအသင်းနေရာပဲစိုးမိုးထားခဲ့တာများတယ်ဆိုတော့ကျွန်တော်အရင်တော့ဆိုပြည်တင်းဖလား3လုံးပဲရှိရတယ်နော်ဒီ Premier League ရှိမယ် FA Cup ရှိမယ်အခုကာရာဘောင်းဖြစ်ပြောင်းသွားတဲ့ကာလင်းပေါ့နော်အရင်တော့ဆိုရင်ပေါ့နော်ဒီအဓိကဖလားနှလုံးပိုင်ရှင်ဖြစ်တဲ့လူကလူရတဲ့ပွဲဆိုတော့ဒီ Premier League ပွဲစဉ်မှာစိုးမိုးမှုများလာတဲ့အသင်းနေရာပဲ community shield ပိုင်ရှင်တွေဖြစ်ဖို့ကတော့ရာခိုင်နှုန်းကတော့ပိုများနေခဲ့တာပေါ့နော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီချက်ကပြီးရင်ခုနကလိုပေါ့နော်နီးပြားတွေရဲ့ကျွန်တော်တို့ဒီအောင်မြင်မှုတွေပေါ့နော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအများဆုံးနဲ့အောင်မြင်ဆုံးလို့ပြောလို့ရတဲ့နီးပြားတွေကိုကျွန်တော်တို့တန်းစီပြီးတော့ပေါ့နော်စီချလိုက်မယ်ဆိုလို့ရှိရင် Sir Alex Ferguson ရှိမယ်ပေါ့နော်ပြီးနောက်ထပ် Arsene Wenger ရှိမယ်ပြီးလို့ရှိရင် Jurgen Klopp Liverpool နဲ့ Pep Guardiola လည်းနောက်ပိုင်းဒီကျွန်တော်တို့modern ဘောလုံးလောကမှာ City ကျန်းနေချိန်
Man City ရဲ့ရွှေအောင်ခက်တွေမှာပေါ့နော်ဒါကျွန်တော်တို့ဒီ English Premier League ကိုတော်တော်လေးစိုးမိုးနိုင်ခဲ့တဲ့အတွက်ကြောင့်မို့ဒီ Community Shield ကိုသူတို့ရရှိခဲ့တယ်နောက်ဆုံးကတော့ဒါ Mourinho ပေါ့နော်ဒီ Chelsea နဲ့ပေါ့နော် Chelsea ရဲ့အကောင်းဆုံးအချိန်ကာလတွေမှာလည်းဒါကျွန်တော်တို့ဒီ Community Shield ကိုပေါ့နော်ဒါကျွန်တော်ရရှိထားခဲ့တယ်ပေါ့ โอเคပုံမှန်အပြည့်ဆိုရင်ပေါ့နော်ကျွန်တော်ဒီတခြားသော final ပွဲတွေဆိုင်ဒီ community ရှိပွဲစဉ်ကိုလူတွေကစိတ်ဝင်စားမှုအားနည်းတာမျိုးခံမှန်းလေးရှိကြတယ်နောက်ပြီးတော့ပေါ့နော်ဒီ plan တခြားသော plan တွေတော့အရေးမကြီးတဲ့ပုံစံမျိုးပေါ့နော်သို့ပေမဲ့ကစားသမားတွေရဲ့သူတို့ရဲ့တူးချင်းအောင်မြင်မှုတွေမှာပြန်ကြည့်မယ်ဆိုလဲဒါ community ရှိဘယ်နှကြိမ်ရခဲ့တယ် Europa League Champions League ဘယ်နှကြိမ်ရခဲ့တယ်ဆိုတော့ထည့်တွက်ကြတာပဲပြီးတော့အသင်းလက်အောင်မြင်မှုမှာကြည့်မယ်ဆိုလဲဒါ community ရှိဆိုတာလဲဒီတမိုင်းကြောင်းအရာရောเนาะနှစ်တွေကြာကြီးတမိုင်းကြောင်းအရာရောဒါအရေးပါခဲ့တဲ့ဒီကဏ္ဍတစ်ခုကနေသူအမြဲတမ်းပါဝင်နေခဲ့တာပဲပေါ့နော်တခြားသောပြိုင်ဆိုင်မှုပြင်းထန်တဲ့ final ပွဲကြီးလို့မျောလင်းလို့မရရင်တော့မှသူလဲတန်ဖိုးနှိမ့်တဲ့ပွဲတစ်ပွဲတော့တာမန်ကျွန်တော်တို့ friendly ပွဲတစ်ပွဲတော့ပုံမနေဘူးဗျာနောက်ဆုံးကန်သွားတဲ့အချိန်မှာဆိုရင်လည်းပေါ့နော်အခုကန်မဲ့ Man City နဲ့ Arsenal ရဲ့ထိပ်တိုက်တွေ့ဆုံမှုကကျွန်တော်နောက်ဆုံးမှာ community ရှိမှတွေ့ခဲ့တဲ့အရာဆိုရင်လည်းကျွန်တော်တို့ 4-1 နဲ့ပြတ်ခဲ့တယ်ပေါ့2023တော့ပေါ့နော်အဲ့မှာဆိုလည်းဒါပြန်ဆိုင်မှုအားဒါကောင်းမွန်ခဲ့တာပဲအခုလာမဲ့ပြိုင်ပွဲမှာလည်းသူတို့ရဲ့ပြန်ဆိုင်မှုပေါ့နော်နှစ်သင်းရဲ့အားပြိုင်မှုနီးစနစ် viewer ပြိုင်မှုဒါကိုလည်းကျွန်တော်အများကြီးညွှန်လို့ရတယ်ဒီပွဲကနေပြီးတော့ပေါ့နော်တကယ်လည်းတမိုင်းအဆင်လာရတာခုနကဒီဖလားကပေါ့နော် charity ဖလားပေါ့နော်တိတ်ပြီးတော့အရေးမကြီးဘူးလို့သာအရင်တော့ယူဆခဲ့ကြပေမဲ့အခုနောက်ပိုင်းမှာကျွန်တော်တို့စံချိန်တွေနောက်ကိုလိုက်လာတဲ့အခါမှာဆိုလို့ချင်းကျွန်တော်ကစားသမားတွေလည်းပါတယ်လို့မိပြတွေလည်းပါတယ်အဲ့တော့ဒီလိုအချိန်မျိုးမှာတော့ပေါ့နော်သူတို့ကတော့ဘယ်ဖလားဘယ်ဒိုင်းကိုရပေါ့နော်ဒါအကောင်းဆုံးသူတို့ကတော့ယူကြမှာပဲဒါဒီပွဲဆိုရင်ဒါပရိသတ်တွေကိုသူတို့အနေနဲ့စပြီးတော့မိတ်ဆက်မဲ့ပွဲလို့လည်းပြောလို့ရတယ်ဗျာဒီ Premier League ရာသီတစ်ခုလုံးစာအတွက်ပေါ့နော်ဒီရာသီမစတင်ခင်မှာအသင်းတွေကပြင်ဆင်လေးရှိတယ်ဆိုတော့ကစားသမားအရွှေ့အပြောင်းတွေရှိတယ်ပြီးတော့ကျွန်တော်ကမ္ဘာဖလားမှာဒဏ်ရာရတဲ့ကစားသမားတွေရှိရဲနောက်အဲ့လိုမျိုးပဲအောင်မြင်မှုတွေယူလာတဲ့ကစားသမားတွေရှိတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာမနှစ်ကချန်ပီယံဖြစ်ခဲ့တဲ့ချန်ပီယံအာဆင်နယ်နဲ့ပေါ့နော်ဒါ FA Cup ချန်ပီယံမန်စီးတီးတို့ရဲ့သူတို့ရဲ့နီးစနစ်ချီးကပ်မှုတွေပြီးတော့ကစားသမားစုဖွဲ့မှုအင်အားတွေကျွန်တော်ဒီပွဲစဉ်မှာကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်ဟုတ်တယ်အာဆင်နယ်နဲ့မန်စီးတီးပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုပြီးအနေနဲ့ရောစိတ်ဝင်စားပြကစားသမားတွေစောင့်ကြည့်ရမယ့်ကစားသမားတွေဘယ်လိုတွေရှိနိုင်လဲကျွန်တော်အနေနဲ့ကစားသမားတွေကြည့်မယ်ဆိုရင်ပေါ့ဒီနှစ်ဖက်လုံးကိုတော့ကျွန်တော်အားရအခုချိန်နေမှာပေါ့နော်ဒါပေမဲ့တခုရှိတာဒီကျွန်တော်တို့ကစားသမားတွေရဲ့ခြေစွမ်းပိုင်းကိုကြည့်ပြီးသွားပြီဆိုရင်ဒဏ်ရာပြဿနာရမှုပေါ့နော်ဒဏ်ရာပြဿနာရမှုကိုကြည့်မယ်ဆိုတော့စင်မကောင်းတာပဲဒီနှစ်ဖက်လုံးမှာရှိနေတယ်ပေါ့နော်ကျွန်တော်အာဆင်နယ်မှာဆိုရင်ကျွန်တော်တို့ဒီနောက်တန်းနေဒဏ်ရာရပါဗျာအာဆင်နယ်နဲ့မန်စီးတီးမှာဆိုရင်ပေါ့နော်သူရဲ့ play type ကတော့အများကြီးတော့ကွာဟမှုကတော့တိတ်အများကြီးတော့ရှိမနေဘူးပေါ့နော်မန်စီးတီးဆိုတာဂွာဒီယိုလာရဲ့ဒီမောင်းနေမှုနဲ့ပေါ့နော်ကျွန်တော်တို့ဒီနှစ်ကာလတော်တော်များများကိုဖြတ်တန်းလာတယ်ပေါ့ဒီတစ်ဖက်မှာအာဆင်နယ်ရဲ့နီးပြအာဒီတာဆိုတာလေဒီဂွာဒီယိုလာရဲ့ဂျူနီယာတယောက်ဖြစ်တယ်ဆိုတော့ဒီ influence တွေဒီ tactical တွေကဒါပါလာတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းမှာအာဆင်နယ်ပြောင်းလဲလာမှုကိုကြည့်ရမယ်ဆိုရင်ဒီမန်စီးတီးရဲ့ကစားဟန်တွေကတိတ်အများကြီးတော့မကွာဘူးဒါပေမဲ့မန်စီးတီးတိုက်စစ်ဆိုတာကျွန်တော်တို့အခုနောက်ပိုင်းခေတ်မှာလုံးဝဒါအထင်သေးလို့ရတဲ့ထဲမှာမပါဘူးသူတို့ကအချိန်မီ line up ကို substitute ကိုလုံးဝဒါအကြီးချင်းပြည့်မြဲကစားသမားတွေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကြည့်မယ်ဆိုအခု line up ဒီမှာဟာလန်တို့ဒီဒိုကူတို့တားအောင်မှာမြန်ဆန်ကောင်းမွန်တဲ့ကစားသမားတွေတစ်ချက်သွားမှာပေး space ပေးလို့မရတဲ့ကစားသမားတွေဖြစ်တယ်ဗျာဆိုတော့ဒီအာဆင်နယ်ကဒီနောက်ခံလူနေရာမှာအစားထိုးလာမယ့်လူတွေကသူတို့ကိုကောင်းမွန်စွာထိန်းကျောင်းနိုင်မလားကျွန်တော်အဲ့တစ်ချက်ကိုလည်းစောင့်ကြည့်ရမယ်မန်စီးတီးမှာဆိုရင်ကျွန်တော်တို့နှမျောစွာနဲ့ရိုဒရီကျွန်တော်တို့ဒါเนาะဒီကမ္ဘာဖလားပြီးမှဒဏ်ရာရတယ်ဆိုတော့မန်စီးတီးကွင်းလေရတော့အရင်ကြီးတော့အားရစရာတော့အားလေးနည်းနည်းပြော့သွားတယ်မြင်တယ်အာဆင်နယ်ကတော့ကောင်းကောင်းလေးကွင်းလေစူးဖွဲ့မှုနဲ့ကစားနိုင်မယ်ဆိုရင်တော့ဒီအာဆင်နယ်နည်းနည်းလေးတော့ဒီပွဲတော့ကိုတာတွေတော့ကျွန်တော်စိတ်ထဲမှာခံစားရတယ်အာဒီတာနဲ့အာဆင်နယ်နဲ့အများကြီးဒါပြောစရာမလိုတော့ဘာလို့ဆိုနှစ်ပေါင်းတော်တော်များများလဲအာဒီတာကအာဆင်နယ်ကိုကင်ခဲ့ပြီးပြီးလို့ရှိရင်လောက်ရခဲ့ပြီးပေါ့အာဆင်နယ်ကစားသမားလည်းဖြစ်တယ်အာဆင်နယ်ရဲ့ဒီကျွန်တော်တို့ philosophy နဲ့အာဒီတာရဲ့ philosophy နဲ့ကတော့တစ်ခါတည်းတစ်ထက်တည်း harmony ဖြစ်ပြီးသားဒါပေမဲ့ဒီပွဲမှာစိတ်ဝင်စားစရာကောင်းတာ Man City ဘာဖြစ်လို့လဲဆိုတော့ Man City ကအခုလက်ရှိပေါ့နော်အင်အားစုကဒါ Pep Guardiola ထားခဲ့တဲ့အင်အားစုပေါ့အဲ့တော့ဒီလက်ရှိ frame ရတယ်သူချခဲ့တယ်နော် Guardiola ချခဲ့တယ်သူချခဲ့တဲ့ frame သူ့ရဲ့ philosophy နဲ့ပေါ့နော်ဒါတွားနေတဲ့ကစားသမားတွေပေါ့နော်အဲ့တော့အခုချိန်မှာသူမရှိတော့ဘူးသူမရှိတော့တဲ့အခါကျတော့ဒီလက်ရှိအင်အားစုကြီးကိုပေါ့နော်နောက်ထပ်ထပ်ရောက်လာတဲ့
နီးပြအနေနဲ့ပေါ့နော်အန်ဇိုမာရက်စကာကတော့ဒါကျွန်တော်အီတလီလူမျိုးပေါ့နော်ဘလုံးနီးပြတယောက်ဖြစ်တယ်ပြီးရင်လည်းဒါကျွန်တော်တို့မန်စီးတီးနဲ့တအားမစိမ့်နဲ့ပေါ့နော်နီးပြနော်ဒါဖြစ်ဖြစ်ဖက်ကွာဒီရိုလာနဲ့ပေါ့နော်အလုပ်တွေတူတူတွဲလုပ်ခွင့်ရခဲ့တယ်သူ့ရဲ့ခုနက concept သူ့ရဲ့ philosophy တွေပေါ့နော်ဒီအသင်းအကြောင်းပေါ့နော်မာရက်စကိုကတော်တော်များများပေါ့နော်တိတယ်လို့ သူ့မှာလည်းရှိနေရပဲ ယူဆတဲ့အတွက်ကြောင့်ပါဖြစ်ဖြစ်ကျွန်တော်တို့မန်စီးတီးဘုံဖွဲ့ရနေပေါ့နော်ဒီမာရက်စကိုနဲ့3နှစ်စာချုပ်ထိုးလိုက်တဲ့ခါမှာမာရက်စကိုကတော့ဒါမန်စီးတီးကိုကိုင်နေပြီအဲ့တော့ဘယ်လိုမျိုးပေါ့နော်ပုံစံနဲ့တွားမှလဲဆိုတာကတော့ကျွန်တော်တို့ဒါစောင့်ကြည့်ရမှာပဲဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာဗာလဲဆိုတော့ဒီစုဖွဲ့မှုတွေအကုန်လုံးဒီပွဲစဉ်တွေအကုန်လုံးကဒါပြောရမယ်ဆိုလို့ရှိရင်စပိန်ရဲ့ပေါ့နော် tactic တွေအများကြီးပါမယ်လို့ထင်တယ်ဘာလို့ဆိုအာတီတာနဲ့စပိန်သားပဲဘာလို့အန်ဇိုမာရက်စကာအနေနဲ့ကတော့အီတလီနီးပြအီတလီလူမျိုးတယောက်ဖြစ်ပေမဲ့လည်းခုနကဘောလုံး philosophy ကကြတော့ဖတ်ကွာဒီယိုလာလို့ねပေါ့နော်တူတူနီးပြခဲ့တဲ့သူတွေလို့ချင်းသူတို့ရဲ့ philosophy အများကြီးပေါ့နော်ဒါသင်ယူခဲ့ရတဲ့သူတွေပေါ့နော် Premier League အတွေ့အကြုံနဲ့ကျွန်တော်တို့ Man City အသင်းအကြောင်းပေါ့နော်မာရက်စကိုကတော့တော်တော်လေးကိုနောကြည့်ပြီးတော့တိတဲ့အနေထားပေါ့နော်ဒါပေမဲ့ဒီအသင်းကိုဘယ်လိုမျိုးမောင်းနှင်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့ဒီပွဲစဉ်မှာရောဘယ်အသင်းကပေါ့နော် community တိုင်းကိုပေါ့နော်ရရှိသွားဖို့အတွက်အလားအလာပို့ပြီးတော့ရှိတယ်နှစ်တိုင်းကမန်စီးတီးဆိုကြမ်းနေပြီးသားသိရမလားဟာလန်တို့တအုပ်เนาะဒီကွင်းလေရောနောက်တန်းရောသူတို့ကတိတ်တအားအများကြီးပေါ့နော်ပြောစရာတော့မရှိဘူးနီးပြခွာရီရိုလာချဝါရဲ့ frame မှာတအားမှာဖုံးပေါက်လာတဲ့ကစားသမားတွေပေါ့နော်ဒါပေမဲ့နီးပြအသစ်မာရက်စကာရဲ့နီးပြွာနဲ့ဘယ်လိုချီးကပ်လာမလဲပေါ့နော်ဒီခါလေးကြာရင်ကိုပိုင် play type ရှိတဲ့ကစားသမားတွေ talent ရှိတဲ့ကစားသမားတွေကနီးပြရဲ့ influence ကြောင့်မလုံနိုင်တဲ့တချို့အခြေအနေတွေကျွန်တော်တို့ဒီချို့တော့ပွဲစဉ်တွေမှာကျွန်တော်တို့တွေ့ရှိရတယ်ပေါ့နော်တစ်ဖက်မှာအာဆင်နယ်ကိုပြန်ကြည့်မယ်ဆိုရင်အာဆင်နယ်ကတော့သူ့အတွက်ကတော့အာဒီတာအတွက်ပြောရတယ်သူ့ရဲ့ဒါ prime time လေးရောက်နေတဲ့အချိန်မှာလူငယ်တွေကိုဒီအာဒီတာကောင်းကောင်းလေးပြောထောင်လာတယ်ဆိုတာတောက်မှာဒီ technique အပိုင်းရအောင်ပေါ့နော်ချို့ကစားသမားရဲ့ဒီ strength ပိုင်းအကုန်လုံးသူ့အနေနဲ့ပေါ့နော်ပြင်ဆင်လာပြီးတော့ဒီတရားဒီပြီးတရားဒီအပေါင်းလက္ခဏာတွေကိုဒီအာဆင်နယ်နီးပြတဲ့အသင်းသားကြီးကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒီနှစ်သင်းကိုကြည့်မယ်ဆိုရင်တော့တသင်းနဲ့သင်းကစားတဲ့ပုံတွေကတော့တားကြီးတော့မကွာခြားလောက်ဒါပေမဲ့ position မှာဆိုရင်တော့ဒီ Man City ကပို့ပြီးတော့ကင်ဆော့လေးရှိတဲ့အသင်းဖြစ်တယ်ပေါ့နော်မိနစ်90အတွင်းကိုပေါ့နော်ဒီတေချာတဲ့ရလဒ်တခုမထွက်လာပဲနဲ့ပယ်နတီထိသွားမယ်ဆိုရင်တော့ဂိုးသမားရပြန်ကြည့်မယ်ဆိုရင်တားကြီးကွာခြားမှုမရှိလောက်ပယ်နတီကနောက်ပိုင်းဒီကပယ်နတီကတော့ပြောမယ်ဆိုတော့50-50ဖြစ်သွားပြီဆိုတော့နော်အာဆင်နယ်ကတော့ကျွန်တော်ထင်တာတော့မိနစ်90အတွင်းတော့သူရလဒ်တခုဖြတ်မယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်နောက်ဆုံးတွေ့ဆုံခဲ့တဲ့အပိုင်းမှာဆိုလို့ရှိရင်လည်းပေါ့နော်အာဆင်နယ်ကဒါ 4-1 နဲ့နော်ဟိုပယ်နတီမှာပေါ့နော်ဟိုအနိုင်ရရှိထားတယ်ပေါ့နော်အဲ့ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါမန်စီးတီးကသူတလုံးအရင်စရှူတယ်ပွဲပြီး90မိနစ်90ကျော်တဲ့အခါကျမှအာဆင်နယ်ကနေပြီးချီပါကိုရှူတယ်ပေါ့နော်နောက်ဆုံးပယ်နတီရှူအောက်နဲ့ဒါအာဆင်နယ်အနိုင်ရရှိသွားတယ်ပေါ့အဲ့တော့လည်းပြန်ဆိုင်မှုပြင်းထန်ခဲ့ရเนาะဒါပယ်နတီထိသူတို့ရောက်သွားခဲ့တယ်ဆိုတော့အခုဒီနှစ်လည်းမှလည်းပယ်နတီထိပဲဆက်သွားမလားဒါမှမဟုတ်အာဆင်နယ်ကပဲသူ့ရဲ့တိုက်စစ်နဲ့မြန်ဆန်ပဲဖြတ်သွားမလားဆိုတဲ့ဟာကိုကျွန်တော်တစ်ချက်ဒီတနင်္ဂနွေနေ့ပွဲမှာတော့စောင့်ကြည့်ရမှာဘောလုံးဝသနာရှင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာဒါကတော့ကျွန်တော်တို့ဒီ community ပေါ့နော်ဒိုင်းပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ကျွန်တော်တို့ Man City ပွဲစဉ်တွေကိုပေါ့နော်ကျွန်တော်တို့သုံးသပ်ပေးသွားတာဖြစ်ပါတယ်ဘောလုံးပြည်သက်တွေအားလုံးလူကြိုက်များတယ်ပေါ့နော်ပွဲစဉ်တွေတကယ်ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်တွေကိုပေါ့နော်ကျွန်တော်တို့သုံးသပ်ချက်တွေကိုဆက်မပြတ်ရရှိခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Facebook YouTube channel တို့ကိုပေါ့နော် like နဲ့ follow subscribe လုပ်ထားကြဖို့အမေ့ပါနဲ့လို့ပြောရင်းနဲ့ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်ပြရစီအားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်